2023 ခုနှစ်အာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးတော်တန်းဝင်အမှုပညာရှင်များနံပါတ်10လီဂျီနိုဟာ K-pop အဖွဲ့ NCT ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးကိုရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်သူသည်2023ခုနှစ်အာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးသူများကြားတွင်နံပါတ်10နေရာတွင်ရှိနေခဲ့ပါတယ်နံပါတ်9ဘလင်းပါချီယာဝေါ့ဘလင်းသည်ထိုင်းနိုင်ငံသားယောက်ဖြစ်ပြီး2023ခုနှစ်အာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးသူများကြားတွင်နံပါတ်9နေရာတွင်ရှိနေပါတယ်နံပါတ်10ဝင်းမတာဝင်းသည်ထိုင်းနိုင်ငံသားယောက်ဖြစ်ပြီး2023ခုနှစ်အာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးသူများကြားတွင်နံပါတ်10နေရာတွင်ရှိနေခဲ့ပါတယ်နံပါတ်9ကင်ဆော့ဂျင်သည် BTS အဖွဲ့၏အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးကိုရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်သူဟာ2023ခုနှစ်အာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးသူများအနက်နံပါတ်9နေရာမှာရှိနေပါတယ်နံပါတ်6ချာအီဝူသည် K-pop အဖွဲ့ဖြစ်တဲ့ Astro အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးကိုရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်သူဟာအာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးသူများအနက်နံပါတ်6နေရာမှာရှိနေပါတယ်နံပါတ်5ကင်ဂျီဆူသည် Blackpink ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံသူတစ်ယောက်ဖြစ်ပါတယ်သူမဟာအာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးသူများအနက်နံပါတ်5နေရာတွင်ရပ်တည်နေပါတယ်နံပါတ်4ကင်ဂျဲနီသည် Blackpink ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံသူတစ်ယောက်ဖြစ်ပါတယ်သူမဟာအာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးသူများအနက်နံပါတ်4နေရာတွင်ရပ်တည်နေပါတယ်နံပါတ်3ဂျွန်ကြောင်ဂုခေါ် JK သည် BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးကိုရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်သူဟာအာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးသူများအနက်နံပါတ်3နေရာတွင်ရပ်တည်နေပါတယ်နံပါတ်2လာလီဆာမန်နိုဗာလီဆာသည် Blackpink ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးထိုင်းနိုင်ငံသူတစ်ယောက်လည်းဖြစ်ပါတယ်သူမဟာအာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးသူများအနက်နံပါတ်2နေရာတွင်ရပ်တည်နေပါတယ်နံပါတ်1ကင်ထဲယောင်းသည် BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတောင်ကိုရီးယားနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်အာရှတိုက်ရဲ့အလှဆုံးနဲ့ဆွဲဆောင်မှုအကောင်းဆုံးသူများအနက်နံပါတ်1နေရာ